ဒီနေ့ငချင်းနဲ့မကြီးရွက်နဲ့မကြီးရွက်ငချင်းငပိချက်ကလေးချက်ပါမယ်ပထမဦးဆုံးဈေးကနေပြီးတော့ငချင်းတပိတ်တာဝယ်လာခဲ့ပါတယ်ငချင်းတပိတ်တာကိုဈေးကနေပြီးတော့မှတခါတည်းတုံးပြီးတော့မှဝယ်လာခဲ့ပါတယ်အိမ်မှာဒီပေးအောင်ဆေးပါတယ်ချင်းလေးကငင်းငချင်းလေးဆိုတော့လက်လက်ဆက်ဆက်ကလေးနဲ့တော်တော်လေးအသားလေးပေါ်ပါတယ်ဒီကို၄-၅တက်ဆေးပါတယ်ကွေးပြီးတော့မှတန့်သွားအောင်ငချင်းမှာဟိုဟာလေးတွေဥတိန်လေးတွေရောပါလာတယ်အဲ့တော့ဥတိန်လေးတွေပါတဲ့အတွက်ဒီငချင်းလေးကဟောပေါ့ဘယ်ပြောမလဲအရသာရှိမစူတယ်ပေါ့ငချင်းလေးကိုရေတန့်စင်လို့ပြီးပါပြီရေတန့်စင်ပြီးတာနဲ့သူ့ကိုစနောမုံအရသာမုံစားအဲ့ဒါလေးနဲ့နေပြီးတော့မှနှက်ထားပါတယ်10မိနစ်လောက်နှက်ထားပါတယ်10မိနစ်လောက်နှက်ထားပါတယ်ပြီးတော့ကျက်သွန်အဖြူအနေထောင်းနဲ့နောက်ခါငရုတ်သီးခွဲချမ်းထည့်ပါတယ်ငပိချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါငရုတ်သီးခွဲချမ်းလေးနဲ့ချက်ပါမယ်ဒီခွဲချမ်းလေးနဲ့ချက်ပါမယ်ကျမတို့အညာဘက်မှာကြတော့ဒီအချိန်ကမကြီးရွက်နှူးချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့မကြီးရွက်နဲ့ပတ်သက်တဲ့ဟင်းလေးတွေကိုမျိုးပေါ့မျိုးအထွေထွေချက်စားဖြစ်ပါတယ်မကြီးရွက်ချင်းဟင်းမကြီးရွက်ငပိချက်မကြီးရွက်တော့အဲ့လိုမျိုးလေးစားပြပထမဆုံးအိုးပူလာပြီဆိုတာနဲ့စီထည့်ပါတယ်စီထည့်ပြီးတော့မှအညာစနွန်စစ်ကလေးကိုတုံးထားပါတယ်ခုနကထောင်းထားတဲ့ယူသီခွဲချမ်းစိမ့်လေးကိုစီတက်ပါမယ်ယူသီခွဲချမ်းစိမ့်လေးနဲ့စီတက်ပါမယ်အညာစတိုင်းအညာတလေးအညာပုံစံလေးချက်ပေးပါမယ်ပြီးတော့စီတက်ပြီးတော့မှမွေးလာပြီဆိုတာနဲ့ယူသီလေးတွေလည်းကျွတ်လာပြီမွေးလာပြီကျတုံလေးတွေလည်းကျွတ်လာပြီဆိုတာနဲ့ခုနနှက်ထားတယ်ငါးလေးတွေကိုထည့်ပါမယ်လေးတွေထည့်ပြီးတော့လုံးပါမယ်ငါတော့ငပိကျဲဖြစ်တဲ့အတွက်ကြောင့်မလို့ငပိစိမ့်သားလေးနဲ့ထည့်ပါမယ်ငပိစိမ့်သားလေးကိုဒီစီတက်တဲ့အထက်ကိုထည့်တာကငပိနံလေးပျောက်သွားအောင်လို့တစ်ခါတည်းထည့်ပြီးတော့မှငပိစိမ့်သားလေးကိုထည့်ပြီးတော့မှစီတက်ရှင်းဖြစ်ပါတယ်ငပိနံလေးကလည်းတင်းတင်းလေးပွေးလာပြီဆိုတာနဲ့အခုနနှက်ထားတဲ့ငါးလေးကိုလုံးပါတယ်ငါးလေးကိုစီကျန်းသွားအောင်လုံးပါမယ်ငါးလေးစီတက်လို့ပေါ်ရန်ကြောလေးတင်းသွားပြီဆိုတာနဲ့ရီထည့်ပါမယ်ရီထည့်ပါမယ်ဒီနှစ်ခါငပိလေးနဲ့ငပိစိမ့်သားလေးနဲ့ဒီစီချက်နံလေးနဲ့ဆိုတော့အနံလေးတွေကမှုေးနေပါပြီကဲငါးလေးတဲ့ငါးအဲ့ကိုအရသာလေးတွေအကုန်ရောက်ပြီဆိုတာနဲ့မကြီးရွက်အနူလေးကိုထည့်ပါမယ်ကြီးရွက်အနူလေးကိုထည့်ပါမယ်ကြီးရွက်ခုနေရနေပြီးတော့အညာလေးပါလာလို့အညာလေးတွေကိုဆွဲတင်နေတာပါ
ဒီလေးထည့်ပါမယ်မကြီးရွက်ကလေးနူးသွားအောင်အနှစ်ကလေးတွေထွက်သွားအောင်ဒီလေးထည့်ပါမယ်ရောဖုံးလေးပြန်ပြီးတော့မှဖုံးထားမယ်ဖုံးလေးဖုံးထားပြီးတာနဲ့ခဏနေမကြီးရွက်ကလေးနူးပြီးအရသာလေးအနက်အရသာလေးနဲ့လည်းနူးပြီးဆိုတာနဲ့အနက်အရသာနဲ့ပြည့်စုံတယ်ငပိချက်ကလေးချင်းငံဆက်ငပိချက်ကလေးတစ်ခွက်ရပါပြီရှင်